ဘက်ထရီမပါတဲ့အတွက်ပေါ့နော်မစွန်တို့တွေဒီလိုမျိုး power bank လေးတွေနဲ့လည်းထိုးပြီးတော့အသုံးပြုလို့ရတယ်ဒီ USB Wi-Fi စတစ်လေးကိုဘယ်လောက်လဲလို့မင်းနေရလေးကိုမစွန်ပြပေးမယ်နော်ဒီ USB Wi-Fi စတစ်လေးကိုအမားတို့ပေါ့နော် internet သုံးသီးသက်ကတ်ဖြစ်တဲ့ဒီကတ်လေးနဲ့တွဲပြီးတော့ယူမယ်ဆိုရင်တသိန်းမကျော်တဲ့9000ခဲလေးနဲ့ရမှာပါဒီစတစ်လေးကဒီ Wi-Fi စတစ်လေးရပေါ့နော်အသုံးပြုရတာလည်းအရန်လွယ်ကူပါတယ်ဒီကတ်လေးထုတ်ပြီးတော့ပေါ့နော် Wi-Fi လေးဖွင့်ပြီးတော့သုံးလိုက်အောင်ပါပဲဒီထဲမှာကျတော့ဘက်ထရီမပါတဲ့အတွက်ပေါ့နော်မစွန်တို့တွေဒီလိုမျိုး power bank လေးတွေနဲ့လည်းထိုးပြီးတော့အသုံးပြုလို့ရတယ်အဲ့လိုမှမဟုတ်ဘူးကိုကမီးလာတယ်ဆိုရင်ပေါ့နော်ဒီလိုမျိုးအမားတို့မီးတက်ရိုက်ပေါ့နော်မီးတက်ရိုက်လည်းထည့်ပြီးတော့အသုံးပြုလို့ရပါတယ်ဝဲချင်းမှာဂစ်ချစ်ဆယ်ပါပြီးတော့ပေါ့နော်အဲ့ဂစ်ချစ်ဆယ်ကကြတော့တစ်လားထန်တယ်တစ်လားကုန်ပြီးနောက်လာရင်မှဝယ်မယ်ဆိုရင်တော့အမားတို့1000ခွဲကို55ကစ်တောင်ရရယ်နော်1000ကိုဆိုရင်35ကစ်တောင်သုံးလို့ရပါတယ်ဒေတာကတော့လုံးဝအကြိုက်သုံးပေါ့နော်မစွန်ရဲ့အဖေနဲ့အမေဆိုရင်တို့ကတက်တော့အရန်ကြည့်ရသူတို့ဆိုတစ်လားတက်ခါမစွန်1000ခွဲထည့်ပေးလိုက်ရင်တို့စိတ်ကြိုက်ကိုသုံးလို့ရတယ်ပေါ့နော်ကိုရှိမှာပေါ့နော်ဒီ internet သုံးသီးသန့်ကတ်လေးရှိရဆိုရင်တော့ဒီစတစ်လေးပဲလိုချင်တယ်ဆိုရင်တော့ဒီစတစ်လေးရဲ့ဈေးနှုန်းလေးကကြတော့6000ကျပ်ပါနော်ဒီစတစ်လေးကိုမှာယူချင်တယ်ဆိုရင်တော့မစွန်အခုပြထားတဲ့ Viber မှာလာပြီးတော့မှာယူလို့ရပါတယ်မစွန်တို့ကရန်ကုန်ဆိုရင်တော့အယောင်ငွေရှေးပို့ပေးပါတယ်နယ်ဆိုရင်ပေါ့နော် Ryan ရောက်တဲ့မြို့တိုင်းကိုလည်းအယောင်ငွေရှေးပို့ပေးပါတယ်အဲ့လိုမှမဟုတ်ဘူးဆိုင်မှာကိုယ်တိုင်ကိုယ်သားလာဝယ်ချင်တယ်ဆိုရင်လည်းမစွန်တို့ကဘင်းတောင်လမ်းဆုံးမှတ်တိုင်နဲ့နီးရပေါ့နော်ဒါဝယ်လို့ရပါတယ်